ရွှေရောင်းမယ်ဆိုတဲ့အခါ16ပဲရီဖြက်စကိုပြန်ရောင်းတဲ့အချိန်ရဲ့နောက်ပြီးတော့16ပဲရီကိုဒီလိုအထည်ခတ်ထားတာကိုပြန်ရောင်းတဲ့အချိန်ရဲ့ဈေးကမတူဘူးနော်။ဘာဖြစ်လို့လဲဆိုတော့ခါကြတော့16ပဲရီဖြက်စမှာသူ့ရဲ့ရွှေပါဝင်မှုရာခိုင်နှုန်းက99.9 99.78 စသည်ဖြင့်ရှိတယ်ပေါ့နော်။ဆိုတော့ခါကြတော့ပြန်ရောင်းလို့ရှိရင်လည်းဆိုင်ကဝယ်ဈေးအတိုင်းကိုကရောင်းလို့ရတယ်။သို့တော့ဒီလိုမျိုးအထည်ခတ်လိုက်ပြီဆိုလို့ရှိရင်အဲ့ဒီအထည်မှာတကြိုးနဲ့တကြိုးတနေရာနဲ့တနေရာဆက်ဖို့အတွက်အခြားတက်တူလေးတွေရောပြီးတော့အဲ့ဒါလေးတွေနဲ့ဆက်ပေးရတယ်။ဘာဖြစ်လို့လဲအရန်ပြော့လွန်းလို့16ပဲရီကိုသုံးပြီးတော့ပဲဆက်လို့မရဘူး။မရတော့ခါကြတော့အခြားတက်တူလေးတွေပါသွားတယ်။ဒါကြောင့်ကိုကပြန်ရောင်းတဲ့အခါကြလို့ရှိရင်လည်းလက်ရှိပေါက်ဈေးထက်ပြန်ပြီးတော့ဈေးနည်းနည်းပြန်နှိမ်ခံရတယ်။အဲ့ဒီလိုပဲဝယ်တဲ့အခါကြလို့ရှိရင်လေကိုကဒီရဲ့တန်ဖိုးကိုလက်ရှိပေါက်ဈေးထက်နည်းနည်းလေးလျော့ပြီးတော့ပေးရတယ်။ဒါပေမဲ့လို့သူ့မှာအရောအတွက်နဲ့လက်ခနဲ့ပို့သွားတယ်။ဒါဆိုလို့ရှိရင်အင်းများတို့ကစုယုံမဲဆိုရင်16ပဲရီဖြတ်စဖို့စုမလား16ပဲရီဒီလိုအထည်ကိုစုမလားတစ်ချက်ပြောသားကြည့်နော်။အင်းများကဒီလိုမျိုးဘုဖုတုတ္တတွေကိုပြောပြပေးမှဖြစ်လို့အပေါင်းလေးနှိပ်ခဲ့ဖို့တော့မမေ့နဲ့နော်။